ငါစီကမောင်းနောက်တစ်ထုပ်ကို10 သိန်းပေးပြီးဝယ်သွားတာဟာတကယ်ကြီးကို10 သိန်းပေးပြီးဝယ်သွားတာဟုတ်ငါရောင်းနေတဲ့မောင်းနောက်တစ်ထုပ်300 တန်တဲ့ဟာကို9 တောင်းပေးပြီးဝယ်မယ်ဆိုတော့အမလီအန်ဒီကကပ်ပြီးတော့ရောင်းလိုက်သေးရဲ့ရတူလေးကျွန်တော်3 သိန်းပေးမယ်ဗျာကျွန်တော်2 သိန်းပေးမယ်ဗျာ2 သိန်းဟာအန်ဒီကျွန်တော်3 သိန်းပေးမယ်ဗျာဟုတ်တယ်ကကျွန်တော်9 သိန်းပေးမယ်အန်ဒီမောင်းနောက်ထုပ်ကိုကျွန်တော်9 သိန်းပေးပြီးဝယ်မယ်ဗျာဒီမောင်းတော့300တစ်ထုပ်ကိုကျွန်တော်10 သိန်းပေးဗျာ10 သိန်းအမလီဖျားဒီမောင်းနောက်တစ်ထုပ်300တဲ့ကို10 သိန်းပေးမယ်10 သိန်းရော့မောင်းနောက်ငပြားတော့ကျိန်းမောင်းဒီဘက်ကမောင်းနောက်ငပြားတော့ကျိန်းမောင်းပဲလေလာပြီနော်မုံတော့တဲ့ငါရဲ့အသက်ဆွဲမုံတော့လေးဟာဒီနေ့တော့9တော့6တော့လောက်စားပြီမယ်ကွာမုံထဲမှာအကြိုက်ဆုံးငါမုံတော့ပဲကွာဟာစားခြင်းရကြာပြီကွာမုံတော့တဲ့အခုမှလာဒီတော့ရှက်မုံဆွဲပါကွာငပြားတော့ကျိန်းမောင်းဟာရလူတယောက်လာတယ်မင်းမျက်စိကန်းနေရလားဟဲ့ဝင်လေးကမင်းလေကွာဘာလို့မှမျက်စိကန်းနေပြောနေတာဟဲ့မင်းငါကြောင့်မသိငါလာပြီးစိန်ခေါ်နေဟဲ့စိတ်ခေါ်နေရမင်းကွာငါစိတ်ခေါ်နေရမဟုတ်ဘူးကွာတော်တော့ကွာငါကျတဲ့မုံတော့တော့စားတယ်မောင်းနောက်ငပြားတော့ကျိန်းမောင်းမောင်းနောက်ငပြားတော့ကျိန်းမောင်းပဲလာပြီနော်အဲ့ဒီမောတော့ရှိသေးတယ်ကျွန်တော်မောတော့ပေးပါအန်ကြီးရဲ့ဟဲ့ငါလည်းမာလာရှမ်းကောလာဝယ်ရမဟုတ်ကွာမုံတော့လာဝယ်တာကွာအော်ငါတို့ရဲ့ကျိန်းမောင်းတော့ငပြားတော့တော့မရှိတော့ဘူးမောင်းတော့ကဒီတစ်ထုပ်ပဲရှိတော့တာဟာမုံတော့ထုတ်ဝဲကြံတော့ဟုတ်လားဟာကျွန်တော်ဒီနေ့4 5လုံးတော့စားဖို့စဉ်းစားနေတာလားကဲဟုတ်ပြီထုတ်လဲကြံတယ်ကျွန်တော်ထုတ်လဲပေးလိုက်တော့ထုတ်ပလိုက်တယ်တစ်ထုပ်ကို300အာထုတ်300ကျော်အန်ဒီ300ဟဲ့ခဏနေပါဦးကွာအဲ့ဒီကိုကျွန်တော်ရေရောက်တာနော်အဲ့ဒီကျွန်တော်ဒီမုံတော့ပေးဖို့ပေးရမယ်ဗျာအေးကျွန်တော်ရောက်တာကျွန်တော်အဲ့မုံတော့ပေးရမှာငါရောက်တာရငါရေပေးရမှာရအဲ့ဒီကျွန်တော်ပေးပါနော်အော်နေကြပါအောင်တူလေးတို့ရဲ့မင်းတို့ကဗျိုင်းတူရောက်တာဆိုတော့မောင်းနောက်ကလည်းတစ်ထုပ်ထဲရှိတော့ဆိုတော့ဘောလေးကဘသူ့ကိုပေးရမြန်လဲမသိဘူးဟုတ်ပြီအန်ဒီမုံတော့ကတစ်ထုပ်ကို300တန်တာမလားကျွန်တော်ကလည်းတားကြိုက်တာမုံတော့ကိုကျွန်တော်မုံတော့တစ်ထုပ်ကို900ပေးတယ်ဗျဟမ်မင်းက900ပေးမယ်အေးအန်ဒီကိုပတ်စံအများဆုံးပေးနိုင်တယ်လို့အန်ဒီကပေးလိုက်တော့မယ်နော်ဒီတော့မင်းကတော့သတော်သားမမှတ်နေတာကွာအဲ့ဒီ तू က900ပေးကျွန်တော်မုံတော့တစ်ခုကို1000ပေးတယ်ဗျာဒီတော့မုံတော့ပေးဟမ်မင်းက1000ပေးမယ်အဲ့ဆိုရင်လည်းသူ့ကိုပေးလိုက်တော့မယ်ခဏနေ1000ပေးကျွန်တော်1500ပေးမယ်ဗျာဟုတ်ရလားအဲ့ဒီကျွန်တော်ပေးမယ်အဲ့ဒီ1000ပေးမယ်1000ပေးမယ်အဲ့ဒီ1000ပေးမယ်အဲ့ဒီ1000ပေးမယ်အဲ့ဒီတော့2000ပေးမယ်ဗျာအဲ့ဒီ3000ပေးမယ်အဲ့ဒီ4000ပေးမယ်ကျွန်တော်900ပေးမယ်ဟမ်သူက9000ပေးမယ်ဖေဒီနေ့ငါ့ကိုဖေကကဲတင်လိုက်တာပဲငါရောင်းနေတဲ့မုံတော့တစ်ထုပ်300 တန်တဲ့ဟာကို9000ပေးပြီးဝယ်မယ်ဆိုတော့အမလီအန်ဒီကကပ်ပြီးတော့ရောင်းလိုက်သေးရဲ့ရတူလေးဟဲ့မင်းကွာမင်းကပတ်စံပေါ်နေထင်းနေလားဟဲ့ငါ့ရောလည်းပတ်စံနဲ့စားပြအောင်လုပ်ပြီးတဲ့ဆက်ရှိရဲကွာအဲ့ဒီကျွန်တော်9000ပေးမယ်ဗျာအေးခဏနေဟဲ့မင်းကပတ်စံနဲ့စားပြအောင်လုပ်ပြီးဆက်ရှိမလားငါရောစုတိုင်းစုဦးကြီးရဲ့အဲ့ဒီကျွန်တော်8000ပေးတယ်ဗျာ8000ဟမ်တူလေးကမုံတော့တစ်ထုပ်ကို8000ပေးပြီးဝယ်မယ်အေးရတူလေးလိုက်အဲ့ဒီကျွန်တော်3 သိန်းပေးမယ်ဗျာဟမ်3 သိန်းပေးမယ်ဒီမုံတော့တစ်ထုပ်300တယ်ကို3 သိန်းပေးမယ်အေးရတူလေးလိုက်တော့ခဏနေဦးမင်း3 သိန်းပေးပါဟုတ်လားဟေးငါမှလည်းရှိတယ်ကွာမင်းဝိုင်းရှိဘက်ကစားလိုက်မင်းရှိမှပဲပတ်စံရှိမယ်ထင်နေရလားဟေးငါအိမ်မှာလည်းငါစုထားတယ်စုဦးကြီးအဲ့ထဲမှာပတ်စံရှိတယ်အန်ဒီကျွန်တော်2 သိန်းပေးတယ်ဗျာ2 သိန်းဟာအန်ဒီကျွန်တော်3 သိန်းပေးမယ်ဗျာကျုပ်တယ်ကကျွန်တော်9 သိန်းပေးမယ်အန်ဒီမုံတော့တစ်ထုပ်ကိုကျွန်တော်9 သိန်းပေးပြီးဝယ်မယ်ဗျာဟာအန်ဒီကြားပါဗျာအန်ဒီကျွန်တော်မုံတော့တစ်ထုပ်ကို10 သိန်းပေးမယ်ဗျာ10 သိန်းဖျားဒီမုံတော့တစ်ထုပ်300တဲ့ကို10 သိန်းပေးမယ်ရလိုက်တာရတူလေးလိုက်တာအန်ဒီခဏနေဦးသူ့ကိုမရောက်တယ်ကျွန်တော်အိမ်ပြန်ပြီးပတ်စံ10 သိန်းကျုပ်ယူပြီးလာခဲ့မယ်ခဏနေဦးဟုတ်ပြီပါ10 သိန်းရ10 သိန်းရော့ငါစီကမုံတော့တစ်ထုပ်ကို10 သိန်းပေးပြီးဝယ်သွားတာဟာတကယ်ကြီးကို10 သိန်းပေးပြီးဝယ်သွားတာဘူးဒီနေ့တော့ငါပွားပြီဒီမုံတော်လေးကိုအိမ်မှာအေးအေးဆေးဆေးစားမယ်ကွာငါ့ကိုဘယ်သူမှရှင်လို့မရပါဘူးကွာဘယ်နေရာမှာဆိုငါပဲအမြဲနိုင်ရအန်ဒီကျွန်တော်ပတ်စံ15 လေးနောက်ယူလာတယ်အန်ဒီရဲ့အဲ့မုံတော့ကျွန်တော်ပေးရတယ်ဗျာကျွန်တော်ဘုံတော့စားနေတာကြာပြီရမ်းစားနေနေတာမုံတော့ကိုအော်ငါတူလေးကနောက်ကျသွားပြီခုနကလေးလေးကလေးမ10 သိန်းပေးဝယ်လို့အန်ဒီကအဲ့ကလေးလေးကိုပေးလိုက်ပြီဟာမရလဲဗျာမုံတော့ထုတ်ကိုပတ်စံ10 သိန်းပေးဝယ်မှတော့ရောင်းရမှာပေါ့ဒါပေါ့ငါသားရဲ့သူရလဲတော့ယူရင်တော့မုံတော့ထုတ်ကိုပတ်စံ10 သိန်းပေးပြီးဝယ်စားရမှာလေလိုက်ပြိုင်းနေတာဘာမှမဟုတ်ပဲနဲ့အဲ့ဒါလေငါသားလေးရဲ့ဒီဉာဏ်ကောင်းမှုကြောင့်အမေကြီး10 သိန်းရတာတကယ်တမ်းပြောမယ်ဆိုငါသားရဲ့မုံအုံနောက်တစ်ထုပ်မှာအရင်က200ပဲကျတာငါသားရဲ့ဟုတ်ပါမုံတော့ဟုတ်ဆိုအရင်က200ပဲကျတာ10 သိန်းနဲ့တောင်ရောင်းပြတာကဲမေး
ဒါနဲ့အမေဒီရက်ကွက်ကိုတော့လိန်ပြီးသွားတယ်တခြားရက်ကွက်ပြောင်းနေရမယ် ဆောင်းတော့ပဲ